အားလုံးပဲမြာပါဗျ MD YouTube channel နဲ့ TikTok လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီနေ့ sharing လုပ်ပြီးမှာကဘာလေးလဲဆိုတော့ကျွန်တော်တို့ဒီဂျပန် TikTok အကောင့်ဖောက်ပြီးတော့ဗောနော်ကျွန်တော်တို့ follower တွေကိုကျွန်တော်တို့ပြန်လည်လုပ်ပြီးမှလားကျွန်တော်တို့ဒီတလာတော်တွင်းဗောနော်ကျွန်တော်တို့ဒီတန်းကီကကျွန်တော်တို့ပြည်မှာဗောနော် view သိန်းနဲ့တန်းကီပြည်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟိုတယောက်ကလုတ်ပေးတယ်ဗောနော်ကျွန်တော်တို့တစ်ဖက်ကပြန်လုတ်ပေးတယ်တစ်ဖက်ကတယောက်ကပြန်မလုတ်ပေးဘူးဆိုရင်ကျွန်တော်တို့ဒီတန်းကီကလုံးဝမပြည့်နိုင်ဘူးဗောနော်ကျွန်တော်တို့ဒီဂျပန်ကောက်မှာဆိုရင်မကြည့်ဗောနော်ဒါဆိုကျွန်တော်ကြည့်လို့ရတယ်ကျွန်တော် follow လုပ်ပေးလိုက်တယ်ပြီးရင်အသေးပေးမယ်ပြီးရင် comment တစ်ခုမှာဗောနော်ကိုကဂျပန်ကောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ဂျပန်ကောက်ဗောနော်အဲ့ဒါလိုရေးလိုက်မယ်ဗောရေးပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့အကောက်ကလည်းဂျပန်ကောက်ဟုတ်လားမဟုတ်ဘူးလားဆိုတော့ကျွန်တော်တို့စစ်လို့ရတယ်ဗောနော်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီချဲကိုဝင်လိုက်မယ်ဗောနော်ကျွန်တော်ဆိုတဲ့ထဲကိုသွားမယ်ပြီးရင်ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ကကျွန်တော်တို့ဒီပုံမှာမြင်း၃ချောင်းရှိတယ်ဗောနော်အဲ့ထဲကိုတစ်ချက်သွားပြီးပါပဲဟုတ်ကဲ့အဲ့ထဲကိုသွားပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့အကောက်ကဂျပန်ကောက်မဟုတ်ဘူးလားဟုတ်လားဆိုတော့စစ်လို့ရအောင်ကျွန်တော်တို့မစတင်ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ဟုတ်ကဲ့အဲ့ဒါလေးနှိပ်ပြီးပြီဆိုရင်ကျွန်တော်မှာ ACC လေးဆိုတာအဲ့ဒါလေးကိုတစ်ချက်နှိပ်ဗောနော်ကိုယ့်ရဲ့အကောက်ကဂျပန်အကောက်ဖြစ်မှာဗောနော်အစီပြေမှာဗောပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဗောဒီကောင်လေးကိုတစ်ချက်နှိပ်မယ်โอเคကျွန်တော်ဒီမှာဗောနော်တွေ့လားမသိဘူးဗျာနော်ဂျပန်ဆိုတာလေးပြနေတယ်ဗောအဲ့ကောင်လေးဒီလိုမျိုးလေးဖြစ်နေမှာဒါဂျပန်ဖြစ်မှာဗောနော်တချို့ကကျတော့အဲ့နာမှာမြန်မာပဲရှိသေးတယ်အဲ့ဒါကမှတချို့ကဂျပန်နဲ့တွားပြီးတော့လုံနေတဲ့လူတွေလည်းရှိတယ်ဗောနော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့နောက်တစ်ခါကပြောပြမှာကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဒါဆိုရင်ဒါသူတို့ကိုလည်းကျွန်တော် follow လုပ်တဲ့အတွက်ဒါလည်းကျွန်တော်ကို like တွေလုပ်ပေးတယ်အသေးတွေပြီးသွားတယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာယူလေးဝင်လိုက်မယ်ဒီမှာဒါဆိုရင်ကျွန်တော်ကသူတို့ follow တကယ်လို့မလုပ်ခဲ့ရသေးဘူးဆိုရင်ကျွန်တော်လုပ်လို့ရပြီဗောနော်ဒါဆိုရင်ကျွန်တော် follow ပြည့်သွားလို့ဗောနော်ဒါတွေကဒီမှာတွေ့လားဒါကကျွန်တော် comment ရေးနေတယ်ကျွန်တော် follow လေးလုပ်ပါလိမ့်မယ်မှာဗောနော်အမှ follow လုပ်တယ်အသေးပေးတယ် comment ရေးတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီ comment ရေးချလိုက်မယ်ဗောနော်ပြီးပြီဆိုရင်ကျွန်တော်တို့ဒါသူတို့အတွက်လည်းအကျိုးရှိသွားမယ်ဗောနော်ဒါကျွန်တော်တို့အတွက်လည်းအကျိုးရှိသွားမှာပဲဖြစ်ပါတယ်ဗျโอเคဗီဒီယိုဆုံးအောင်ကြည့်ပြီးတော့ပေးတဲ့တယ်အထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ MD YouTube channel နဲ့ TikTok လေးနဲ့စတောင်းပေးလိုက်ရပါတယ်ဗျ